အမှန်တိုင်းလုပ်ပြီးဘာအမှားမှမရှိဘဲနဲ့အခြားသူတွေကိုလိုတာထက်ပိုပြီးရှင်းပြနေတာမျိုးခဏလုံးမိနေသလားအခြားသူတွေကကိုယ့်ကိုမယုံပါဆိုလို့အသေးစိတ်လိုက်ပြီးရှင်းပြနေတာမျိုးအကယ်၍အဲ့လိုခဏလုပ်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးအကျင့်အရှင်ကလေးကရှိခဲ့ပူပါတယ်ကျွန်တော်ရဲ့ experience story လေးကိုနည်းနည်းလေးကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်အထက်တန်းမှာတုန်းကကျူရှင်ဆရာတယောက်ကကျွန်တော်အိမ်စာပေးခဲ့တဲ့သားနဲ့မပေးဘူးဆိုပြီးတော့မှဆွဆွဲမှုကိုကျွန်တော်ခံခဲ့ရတယ်ပေါ့နော်ကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့စာရွက်ကပျောက်သွားခဲ့တယ်အဲ့ဒီတော့ဆရာကလည်းကျွန်တော်အကယ်၍အမှန်တိုင်းမပြောဘူးဆိုရင်ကျွန်တော်ကိုဒီနေ့ကနေစပြီးစာမတင်တော့ဘူးဆိုပြီးကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်လည်းဘာတတ်နိုင်ပါလဲကျွန်တော်လည်းအမှန်တိုင်းပြောခဲ့ပါတယ်နောက်ဆုံးတော့လည်းထဲနဲ့အတိုင်းပဲသူထပြီးတော့မှထွက်သွားခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒီအချိန်တုန်းကဖြစ်သွားတဲ့အရာကကျွန်တော်ပေါ်မှာ offense ရှိမယ်လို့ကျွန်တော်မထင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်ကနေစပြီးတော့မှကျွန်တော်ကြီးလာတဲ့အထိကျွန်တော်လူတွေကိုလိုတာထက်ပိုပြီးတော့မှအသေးစိတ်လိုက်ပြီးရှင်းပြနေတယ်ဗျာအဲ့ဒီအချိန်လေးကနေဖြစ်ပေါ်သွားတဲ့ဖြစ်ရက်ကကျွန်တော်ကိုအဲ့လိုမျိုးလိုတာထက်ပိုပြီးရှင်းပြတဲ့အကျင့်တစ်ခုပုံဖော်ပေးလိုက်တာမျိုးကိုကျွန်တော်နှစ်ပေါင်းများစွာလုံးဝတတိမထားမိခဲ့ပါဘူးနောက်ပိုင်းမှာကျွန်တော်ကိုရှင်းလင်းသိမြင်လာတဲ့အချိန်မှာကျွန်တော်ဘာကိုသွားပြီးတော့မှတတိထားမိလဲဆိုတော့ကျွန်တော်အဲ့ဒီလိုတာထက်ပိုပြီးရှင်းပြနေတဲ့ဆိုတဲ့လုပ်ရက်ကကျွန်တော်ရဲ့ကြောက်စိတ် emotion ကနေလာပါတယ်အဲ့ဒီကြောက်စိတ် emotion ကဘယ်လိုဖြစ်ပေါ်သွားလဲဆိုတော့ကျွန်တော်အရင်အဲ့ဒီဖြစ်ပျက်သွားခဲ့တဲ့ဖြစ်ရက်ကကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ emotion စိတ်ခံစားချက်ပေါ်မှာဘာ effect ဖြစ်သွားလဲဆိုတော့ငါလူတွေကိုအလုံးအလောက်မရှင်းပြဘူးဆိုရင်လူတွေကငါ့ကိုယုံကြမှာမဟုတ်ဘူးငါလုံခြုံမှုရှိမှာမဟုတ်ဘူးဆိုပြီးတော့မှတင်ယူမှတ်သားထားလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပုံငယ်ကခင်ဗျားအတွက်ဒီထဲမှာရင်းနှီးနေတယ်လို့ခံစားနေရတယ်ဆိုရင်ခင်ဗျားဘဝမှာလည်းဒီလိုမျိုးအချိန်ခါမျိုးရှိခဲ့မှာလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီဟာကိုပြန်ပြီးတော့မှကုစားဖို့အတွက်လည်းမမှတ်မိဘူးဆိုရင်ကိစ္စမရှိပါဘူးအဓိကခင်ဗျားသိထားမှာကခင်ဗျားစီမှာဘာပြဿနာမှမရှိပါဘူးအဓိကခင်ဗျားတစ်ချိန်လုံးကဖြစ်ရကြောင်းမို့လို့ခင်ဗျားရဲ့ခန္ဓာကိုယ်နဲ့ဒီစိတ်ကမိမိကိုယ်ကိုကာကွယ်ဖို့ဒီလန်တစ်ခုကိုတင်ယူလိုက်တာပဲဖြစ်ပါတယ်ဆိုပြီးတော့မှကျွန်တော်ကပြပြပေးချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နာမည်100ပါတခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်